အမိုက်ရှုပ်ရင်ပတ်ဝန်းကျင်ရှုပ်တယ်စိတ်ရှုပ်ရင်ကိုယ်ပါရှုပ်တယ်စိတ်ရှင်းနေမှအနေရှင်းတယ်အမိုက်ဆိုတာရှင်းပေးရတယ်အမိုက်ပြတဲ့သူကိုမကြည့်ရဘူးအမိုက်ရှင်းတဲ့ကိုယ်စိတ်ထားကအဓိကပဲအမိုက်ပြတဲ့သူကိုလိုက်ကြည့်နေရင်ကိုယ်လည်းပင်ပန်းစိတ်လည်းနွမ်းစေတတ်တယ်အမိုက်ရှင်းတဲ့သူရဲ့စိတ်ထားရှင်းရင်အမိုက်ပြတဲ့သူဘယ်သူဆိုတာမလိုပါဘူးဒီလိုပါပဲကိုယ်စိတ်တွေရှုပ်စေတာကကိလေသာအမိုက်တွေကြောင့်ပဲလောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်စိတ်ရှုပ်စေတဲ့အမိုက်တွေကိုကိုယ်တဏ္ဍာမှာကြာကြာမထားရဘူးစိတ်ကိုရှုပ်စေတဲ့ကိလေသာအမိုက်တွေကိုအတိတတိနဲ့ရှင်းပြရတယ်စိတ်အညစ်အကြေးကိုစိတ်နဲ့စီးပြရတယ်တတိရှိနေတဲ့စိတ်ဟာအမိုက်မရှိပဲတန်ရှင်းနေတဲ့စိတ်ပါပဲဒါကြောင့်အမိုက်ဆိုတာပတ်ဝန်းကျင်တဲ့စိတ်ကိုရှုပ်စေတတ်တဲ့အတွက်ရုပ်အမိုက်ကိုကာယအားနဲ့ရှင်းပါစိတ်အမိုက်ကိုတတိအားနဲ့ရှင်းပါအတိလဲရှိတတိလဲရှိရင်အမိုက်ဆိုတာရှင်းနေမှာပဲပေါ့ဒီစာစုလေးကဘုရားကိုဆုံးမခြင်းအပိုင်း15မှာရေးထားပေးတာပါပဲသိကောင်းတဲ့ဟာလေးတွေမြတ်စွာဘုရားကတော့ဇလေနဘဝတိပင်ကံဇလေနေဝဝိတုစတိစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိတုစတိလို့မိန့်တော်မူတယ်ရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့ဆေးမှပဲပြောင်းတယ်ရှင်ဆိုတာရေကြောင့်ဖြစ်တာကျွေးချရကွယ်နွားချရကွယ်ထဲကိုရေလေးတွေဝိကြာဝစ်သွားတဲ့အခါအနေထိုင်လာပြီးရှင်ဖြစ်သွားတယ်ရေကြောင့်ဖြစ်တဲ့ရှင်ပြီးရင်တခြားဟာနဲ့ဆေးလို့မရဘူးရေနဲ့ဆေးမှပဲပြောင်းဇလေနရေကြောင့်ဘဝတိဖြစ်ပေါ်လေရှိတဲ့ပင်ကံရွှွညွန်ဇလေနေဝဝိတုစတိရေနဲ့ပဲပြန်စေးရတယ်လို့တဲ့စိတ်တေနဘဝတိပါပံစိတ်တေနစိတ်ကြောင့်ဘဝတိဖြစ်ပေါ်လေရှိတဲ့ပါပံအာဟုတုအညစ်အကြေးဆိုတာစိတ်တေနေဝစိတ်ဖြင့်သာလဲဝိတုစတိစေးကြောရတယ်ရေကြောင့်ဖြစ်တဲ့ရွှွပင်ရေနဲ့စေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးတွေပေါ်ရင်လည်းပဲစိတ်နဲ့ဆေးမှပဲပြောင်းတယ်တတ္တဝါတွေစိတ်ညစ်တယ်ဆိုတာအဲ့ဒီကိလေသာအညစ်အကြေးတွေကြောင့်ညစ်တာပဲသူများကညစ်အောင်လုပ်တာမဟုတ်ဘသူကဘောလို့ကငါ့ကိုစိတ်ညစ်အောင်လုပ်တာမဟုတ်ဘယ်အာယုန်တွေကငါ့ကိုစိတ်ညစ်အောင်လုပ်တာစိတ်ကိုညစ်စေတာကကိလေသာတွေကညစ်တာကိလေသာရဲ့အဖွင့်ကစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်စေတဲ့တရားစိတ်ကိုပူလောင်အောင်လုပ်စေတဲ့တရားကိုကိလေသာလို့ခေါ်တာလောဘဆိုတဲ့ကိလေသာကလူကိုညစ်အောင်လုပ်တယ်ဒေါသဆိုတဲ့ကိလေသာကလူစိတ်ကိုညစ်သွားအောင်လုပ်တယ်မောဟမာနစတဲ့ကိလေသာတွေကစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တာစိတ်ညစ်တယ်ဆိုတခြားသူကြောင့်ညစ်တာမဟုတ်ကိုလောဘကကိုယ်ကိုညစ်စေတာကိုဒေါသကကိုယ်ကိုညစ်စေတာကိုမာနကကိုယ်ကိုညစ်စေတာဘုန်းကြီးစာလေးထဲမှာကြပြဆန်းဆန်းလေးဘုန်းကြီးကာယလေးနဲ့ရေးတယ်အဲ့ဒါလေးသိကောင်းတယ်လောဘကျူးလို့စိတ်တွေယူတယ်လောဘကျူးလို့စိတ်တွေယူတယ်ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်မာနခံလို့စိတ်တွေထန်တယ်ကိလေသာတွေကိုကိလေသာလောဘဒေါသမောဟမာနစတဲ့စိတ်ကိုပုံဖော်ပေးလိုက်တာလောဘကျူးလို့စိတ်တွေယူတယ်တဲ့လောဘကြီးတဲ့လူကယူသွားတတ်တယ်လောဘအာကြီးနိလောဘလူကိုယူစီဟိုးလောဘအလျောက်လောဘကြီးလို့လိုက်ရင်နဲ့လောဘအလျောက်မဖြစ်တဲ့အခါကိုရှာဝေစားတဲ့စီစဉ်ဥစ္စာတွေပြက်မြန်းပြက်သွားကြည့်ပါလားတတိမရှိယူတယ်တရားမရှိယူတယ်ညောလောဘကြီးတဲ့လူကယူတတ်တယ်ဒေါသများလို့စိတ်တွေခါတယ်တဲ့ဟိုးဒေါသကစိတ်ကိုခါစေတာခါတာကချိုတာမှမဟုတ်တာခါတာမကောင်းတာစိတ်ခါလေးတစ်ခွက်လောက်တောက်ကြည့်လိုက်စိတ်ခါတယ်ဆိုတာဒေါသစိတ်ပဲခါတဲ့စိတ်ဟာဒေါသစိတ်ပဲဒေါသများရင်စိတ်တွေခါသွားတာခါတယ်ဆိုတာမကောင်းတဲ့စိတ်တွေဝင်လာဒေါသကြောင့်စိတ်ကဟိုဖြူစင်တဲ့စိတ်မဖြစ်တော့ဘဲနဲ့ညစ်ကြေးတဲ့စိတ်တွေဖြစ်ပြီးတော့ဒေါသအလျောက်ပြောမိတာဒေါသအလျောက်ဆိုမိတာဒေါသအလျောက်လုံးမိတာအဲ့ဒီဒေါသစိတ်ကိုခါသွားတာပဲဆိုတော့ဒေါသများလို့စိတ်တွေခါတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်တဲ့
မောဟရှုပ်လို့စိတ်တွေပုတ်တယ်ဆိုတဲ့စကားလုံးလေးကလည်းဒါကြပြဆန်ဆန်လေးပါပဲမောဟရှုပ်လို့စိတ်တွေပုတ်တယ်မောဟဆိုတာမသိရအကောင်းမှမသိအဆိုးမှမသိအမှန်မှမသိအမှားမှမသိဘာမှမသိတဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်နေဆိုတော့လည်းမသိဘူးဘာဖြစ်နေမှမသိတဲ့အခါစိတ်ကတစ်ခါပုတ်တာကိုယ်စိတ်ကိုပုတ်တာကမသိဘူးတချို့စိတ်မဖြောင်းတဲ့လူတွေရှိတယ်စိတ်မမှန်တဲ့လူတွေရှိတယ်ကိုဘာစိတ်ဖြစ်နေတယ်ဆိုတော့မသိတဲ့လူတွေအများကြီးရှိတယ်မသိတော့စိတ်ကပုတ်သွားတယ်မောဟရှုပ်လို့စိတ်တွေပုတ်တယ်တဲ့မာနခံလို့စိတ်တွေထန်တယ်မာနကစိတ်ကိုထန်စေတယ်တဲ့မာနခံရင်စိတ်ထန်တယ်ခက်ထန်မာကြောတဲ့စိတ်ကိုမာနလို့ခေါ်တယ်စာပေမှာတော့ထောင်လွှားတာမာနကတစ်ထောင်ဖြစ်စေဆိုတော့မာနကြောင့်မဲ့လူတွေမှာအဲ့ဒီမာနခံလို့စိတ်တွေထန်တယ်စိတ်တွေထန်တော့တောင်းတန်သူများကိုလည်းအယုတ်မပေးတော့ဘူးကိုလည်းနှိမ့်ချဖို့စိတ်တွေမရှိတော့မာနကဂါရဝနဲ့နိဝါဒကိုသူကကာဘာပြုတ်ပြီးတော့လူတွေမှာမင်္ဂလာတရားတွေကိုရော့နေစေတာမာနခံရင်စိတ်တွေထန်တယ်ဆိုတော့ကြည့်လိုက်တော့တတ္တဝါတွေဟာညစ်အောင်လုပ်တဲ့လောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေတော့စိတ်ညစ်တာစိတ်ညစ်တယ်ဆိုတော့သူများကြောင့်ညစ်တာမို့စိတ်ရှုပ်တယ်ဆိုတော့သူများကြောင့်ရှုပ်တာမို့ကိုယ့်ရဲ့လောဘကကိုယ့်ကိုရှုပ်စေတာကိုယ့်ရဲ့ဒေါသကိုယ့်ကိုရှုပ်စေကိုယ့်ရဲ့မောဟမာနတွေကကိုယ့်ကိုရှုပ်စေတာလောကပတ်ဝန်းကျင်အမိုက်ရှုပ်ရင်ပတ်ဝန်းကျင်ညစ်ပတ်တယ်လို့စိတ်ရှုပ်ရင်လည်းပဲကိုယ့်ရဲ့စိတ်ကညစ်ပတ်တယ်ကိလေသာအညစ်အကြေးရှုပ်လို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာလည်းပဲပြူဝmind မဖြစ်တော့ဘူးဖြူစင်တန်ဆင်းတဲ့စိတ်မဖြစ်တော့မြတ်စွာဘုရားကဘဝနေနည်းတွေထဲမှာဘုရားဘုရားရှင်ကဘဝနေနည်းဘုရားရှင်တိုင်းဘဝနေနည်း၃မျိုးကိုမိန့်တော်မူလေးရှိတယ်ဘဝမှာတတ္တဝါတိုင်းနဲ့နေရတဲ့အခါမှာဘဝနေနည်းလေး၃မျိုးလောက်တော့လိုက်နာကျင့်သုံးတဲ့နဲ့ဘဝနေနည်း၃မျိုးကဘလို့နေသင့်လဲဆိုတော့ဘဝမှာနေရတဲ့အခိုက်အတန့်နံပါတ်1အပြစ်ကင်းအောင်နေရမယ်နံပါတ်2အကျိုးရှိအောင်နေရနံပါတ်3စိတ်ချမ်းသာအောင်နေရဒီနေနည်း3နည်းဘုရားတိုင်းမိန့်တော်မူတာပဲအပြစ်ကင်းအောင်နေရမယ်အကျိုးရှိအောင်နေရမယ်စိတ်ချမ်းသာအောင်နေရအပြစ်ကင်းအောင်နေဖို့ဆိုရင်တတ္တဝါတွေအပြစ်ဖြစ်တာကအကုသိုလ်တွေကဖြစ်တာအာဟုတလံသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအာဟုတလံအာဟုသိုလ်ဆိုတာသာဝဇ္ဇဒုက္ခဝိပါကလက္ခဏံအပြစ်နဲ့တကွဖြစ်တယ်မကောင်းတဲ့အကျိုးကိုပေးတယ်အာဟုသိုလ်လုပ်တဲ့လူကအပြစ်ရှိတဲ့လူပဲဆိုအပြစ်ကင်းအောင်နေဖို့ဆိုရင်အာဟုသိုလ်ရှောင်နိုင်အောင်ကြိုးစားရတယ်ကုသိုလ်မရခြင်းနေပါစေအာဟုသိုလ်မလုပ်ဖြစ်အောင်အရင်ကြိုးစားသင့်တယ်တဲ့ကုသိုလ်မရတာကကောင်းကျိုးမခံစားရတာပဲရှိတယ်အာဟုသိုလ်လုပ်ဖြစ်သွားပြီဆိုရင်အာဟုသိုလ်ကကိုယ်ကအရင်ပေးစားဘဝမှာအပြစ်ကင်းအောင်နေဖို့ဆိုရင်ဘုရားရှင်ကိုရောမြတ်ကြီးကတော့ကိုရောမြတ်ကြီးတိုင်းကမိန့်တော်မူတာကအာဟုသိုလ်ရှောင်ပါတဲ့အာဟုသိုလ်ရှောင်ပြီးနေရတယ်အာဟုသိုလ်မဖြစ်အောင်နေရတယ်အဲဒါဆိုရင်အပြစ်ကင်းတဲ့ဘဝနေနေပဲဒုတိယဘဝနေနေကအကျိုးရှိအောင်နေအကျိုးရှိအောင်နေဆိုတာကျန်တဲ့နေနည်းကိုဘုရားမိန့်တော်မှာမဟုတ်အကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရမှာအကျိုးရှိတာတဲ့ကုသိုလ်ရအောင်နေခိုင်းတယ်ကုသိုလ်ရရင်နေကုသိုလ်ရနေတဲ့ဘဝအကျိုးရှိတဲ့ဘဝပဲတခါတနေ့ကုန်ဘုန်းကြီးတို့တော်ကောင်းများပုထုဇဉ်တွေမှာတတ္တဝါပရိသတ်တွေမှာတော်တော်များများက24 hours 24နာရီရှိတယ်အဲ24နာရီကုန်သွားတယ်ကုသိုလ်ရတဲ့အချိန်မရှိလိုက်တဲ့လူတွေအများကြီးပဲလောကမှာကုသိုလ်ရေးအတွက်လုပ်ခွင့်ရတဲ့အချိန်နည်းတဲ့လူများတယ်တခါကျအလုပ်တွေပင်ပန်းလို့ဆိုရင်အဲ့ရတဲ့ဝင်ခု3ချိန်ချဖို့တော့အချိန်မရတဲ့လူတွေရှိဖះရှိခိုးဖို့တော့အချိန်မရတဲ့လူတွေရှိတော့24နာရီဘာတွေလုပ်နေလို့အချိန်နေမရတာတော့ဆိုကုသိုလ်အချိန်လေးတော့ပြီးရမယ်ကုသိုလ်ရအောင်နေမှအကျိုးရှိတာဆိုတော့ကုသိုလ်အချိန်ပေးဖို့ဆိုတော့ထွေထူးချိန်သီးတန့်ပေးစရာမလိုကုသိုလ်ဆိုတာကိုယ့်ရဲ့စိတ်ထားလေးသာပြင်နေရာတိုင်းမှာကုသိုလ်ရှိတယ်အချိန်တိုင်းမှာကုသိုလ်ရှိလူတိုင်းမှာကုသိုလ်ရှိစိတ်ထားလေးပြင်ကုသိုလ်ရအောင်တွေးတတ်တဲ့စိတ်ကလေးတွေးကုသိုလ်ရအောင်မြင်တတ်တဲ့အမြင်လေးမြင်ကုသိုလ်ရအောင်လှုပ်တတ်တဲ့အလုပ်လေးနဲ့လှုပ်အဲ့ဒါဆိုရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်အလုပ်လုပ်နေတဲ့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုယ်ကစိတ်ထားမတက်လို့ဒါလည်းကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်ဖြစ်နေတဲ့လူတွေအများကြီး
ကျော်ကုသိုလ်အလုပ်လေးဆိုရင်ကိုရီးယားမနဲ့အိယာနိုးတာနဲ့အိယာတဲ့မျက်စိအတိလေးဝင်သွားပြီမျက်စိဖွင့်အတိလေးဝင်သွားတယ်ဆိုတာနဲ့အာကုသိုလ်အတွေးတွေလက်မခံနဲ့ကုသိုလ်ရအောင်လေးတွေးအိယာတဲ့မထားခြင်းသေးရင်လည်းပဲအိုးနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားကိုစိတ်ထဲအာရုံပြီးရှိခိုးနေအဲ့စိတ်ထဲမှာကုသိုလ်လေးစိတ်တွေဖြစ်ဩဘဝအစကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တာကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တယ်မျက်နှာလေးဘုရားတော်တော်လေးကလူတွေကဒါနကိုပတ်စံသိန်းနဲ့တောင်းနဲ့ခြီးပြီးလူမဒါနလုပ်တယ်ထင်တာအမှန်တော့မဟုတ်ဘူးကိုယ်အိမ်မှာဘုရားကျောင်းဆောင်မှာဟိုပဲတောက်တော်ကြီးလေးဟိုရေကွက်လေးတွေစီးနေတာကုသိုလ်ရတောက်တော်ကြီးလေးတွေကတ်နေရင်ဟိုပဲဒါနကမြောက်နေပြီသားအိမ်ကဘုရားကျောင်းဆောင်မှာဟိုပဲဒါနတွေလုပ်เสียတယ်အများကြီးပန်းလဲလည်းပဲဒါနဖြစ်နေတာပဲနော်စွန့်ကတ်နေလည်းဒါနဖြစ်နေတာပဲတောက်တော်ကြီးလေးတွေကတ်နေတာဘာမှဟိုငွေကုန်ကြီးကြမများပဲနဲ့ကိုလဲတောက်နေဘုရားကိုဦးဖျားဖျားတတ်တတ်ရရဖန်ကိုလေးတဲ့အောက်ကပကံများလေးခံပြီးတော့ရေကိုအပြည့်မထည့်ပဲနဲ့လက်တစ်လုံးလောက်ခြံပြီးတော့ထည့်ပြီးတော့တောက်တော်ကြီးကတ်နေရင်ဟိုပဲဘုရားတောက်တော်ကြီးကတ်ရင်းနဲ့ကုသိုလ်ဖြစ်နေတာဩမနေ့ပိုင်းဘလောက်ပဲအလုံးရှုပ်ရှုပ်အလုံးမသွားခင်အဲ့ဒါနမောတတ္တလေးရောပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိစ္စံဓမ္မံတရဏံကိစ္စံတန်ခါတရဏံကိစ္စံသေမဘုန်းကြီးပြင်တာစိတ်မချတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတာဘုရားလည်းရှိခိုးပြီးတယ်နမောတတ္တလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်နဲ့တခြင်းလေးနားထောင်မဲ့အစားအိုးဤရဤဒေသဤဝင်းချင်းမှာရှိတဲ့ကိုယ်လုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုယ်နေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စိတ်ထဲအာရုံပြုပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာလေဤရဤဒေသဤဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုယ်စည်းရဲခြင်းစိတ်စည်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ်ရမလို့ဒါလေးကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိအကျိုးရှိနေဖို့စဉ်ကိုယ်မှသာကိုစိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလိုက်လို့ရှိရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအိယာဝင်ကနေလည်းဘလောက်ပဲပင်ပန်းဘုရားဥသုံးချိန်လောက်တော့နမောတတ္တလေးရှိခိုးဥသုံးချိန်လောက်ချတရဏဂုံလေးတင်မေတ္တာလေးခုနတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအိယာဝင်ကနေကုသိုလ်နဲ့ဝင်တာပဲမနေ့အိယာထညအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနေပဲဆိုတော့လောကလူသားတွေအတွက်ဘုရားရှင်ကိုရောမြတ်မမေ့တော်မူတဲ့ဘဝနေနေအပြစ်ကင်းအောင်နေနံပါတ်1ကအပြစ်ကင်းအောင်နေဖို့ဆိုရင်အာဟုသိုလ်ရှောင်ပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါတတိယဘဝနေနေအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါဒီမှာစိတ်ညစ်တရားလေးနဲ့ပတ်သက်ပြီးတော့ဒါလေးဘုန်းကြီးသတိရလို့ပြောတာစိတ်ချမ်းသာအောင်နေပါတဲ့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ခုနပြောတဲ့စိတ်ကိုမချမ်းသာအောင်လုပ်တာဘာတွေကလုပ်တာတော့ဘသူကငါကိုယ်စိတ်ကိုမချမ်းသာအောင်လုပ်နေတာလဲဆိုသူများကမလုပ်ဘူးဘသူမှတော့မလုပ်ဘူးကိုယ့်ဘာသာကိုလုပ်ကိုယ်စိတ်ကိုချမ်းသာအောင်နေဖို့ဆိုရင်ကိုယ့်ဘာသာကိုပဲပြင်ရတာကိုယ်စိတ်ကိုစိတ်ညစ်အောင်လုပ်ထားလဲတခြားသူကလုပ်ထားမို့အိုးမင်းတို့ကြောင့်ငါစိတ်ညစ်တယ်သူများကိုလျှောက်ပြောအမှန်ကတော့သူတို့ကြောင့်မို့ကိုယ်ကစိတ်ညစ်အောင်ကိုယ့်ဘာသာကိုယူလို့ဖြစ်တာစိတ်ညစ်စရာကိုကလက်ခံလို့စိတ်ညစ်တဲ့အရာတွေကကိုယ့်ရှိရောက်လာတာကိုကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုယ့်ရှိမရဘူးကြားစရာအကြားအာယုန်တွေကိုလိုက်ခံစားလို့ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးတွေလိုက်ခံစားလို့အဲ့ဒါတွေစိတ်ညစ်သွားတာငါ့လိုဒီလိုဆက်ဆံနေငါ့ကိုဒီလိုဆက်ဆံနေဆိုပြီးတော့သူတို့ဆက်ဆံတဲ့အမူအရာတွေကိုကလက်ခံလိုက်လို့ကို့မှာစိတ်ညစ်သွားတာသူများကညစ်အောင်လုပ်ထားမို့ကိုယ်စိတ်ကကိုယ်ကိုပြန်ညစ်တယ်ကိုယ်စိတ်ကကိုယ်ကိုပြန်ညစ်အောင်ဆိုတာကိုယ်လောဘကကိုယ်ကိုပြန်ညစ်တာကိုယ်ဒေါသတွေကကိုယ်ကိုပြန်ညစ်တာကိုယ်မောဟမာနတွေကအကုသိုလ်ကိလေသာတွေကိုယ်ကိုပြန်ညစ်တာပြီးတော့စိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဖို့ကိလေသာတွေလက်မခံဖို့ဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲအမိုက်ဆိုတာလောကမှာပြစ်မှာပဲဟိုလူကလည်းကိုယ်အမိုက်လာပြစ်ဒီလူကလည်းကိုယ်အမိုက်လာပြစ်အမိုက်ဆိုတာပြစ်မှာပဲအဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာအမိုက်ကလေးတွေ့ရင်ကြော်မသွားနဲ့အမိုက်ကလေးတွေ့ရင်ကောက်ပြီးတော့အမိုက်ပုံးနဲ့ထည့်အဲ့ဒါပတ်ဝန်းကျင်တန်ရှင်းတယ်ကိုယ်စိတ်ဓာတ်လေးကဒါပြင်းတတ်မဲ့ဆိုရင်အမိုက်ကောက်ရင်းနဲ့ကုသိုလ်စိတ်တွေဖြစ်နေ။အိုးအမိုက်ကလေးကောက်ပြီးတော့ထည့်လိုက်တာကုသိုလ်စိတ်
တချို့ကျတော့အမိုက်လဲကောက်သေးတယ်ဒီအမိုက်ကိုဘယ်သူတွေပြစ်ထားလဲဘာလို့လိုက်ပြစ်ထားလဲဆိုပြီးတော့အမိုက်ပြစ်တဲ့သူကိုလိုက်ကြည့်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမိုက်ကောက်တဲ့စိတ်ထားလေးကပြက်ပြီးတော့အမိုက်ပြစ်တဲ့လူဘက်ကိုရောက်စိတ်ဒီကောင်ကွာငါပဲတန်ရှင်းနေလုပ်နေရငါအမြဲတမ်းလုပ်နေရတာဒီအမိုက်ကိုဒီလာပြစ်တယ်ဆိုတော့ကိုကောက်ပြီးပြစ်လိုက်တဲ့ကုသိုလ်စိတ်ကလေးကဟိုဘက်မှာအကုသိုလ်သွားဖြစ်တယ်ကအမိုက်လဲကိုပဲကောက်ရသေးတယ်ရတာတော့အကုသိုလ်ရအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုယ်စိတ်ထားအရေးကြီးတာတန်ရှင်းသွားပါစေဆိုစိတ်ကလေးနဲ့အမိုက်ပုံးနဲ့ထိတ်အဲ့တော့လူတွေကအမိုက်လဲကောက်တယ်ပတ်ဝန်းကျင်လူတွေကိုလည်းလိုက်ပြီးတော့ဒီကောင်တွေကွာအမိုက်တွေရှုပ်တယ်ဆိုရင်လိုက်ပြီးတော့အပြစ်ယူတယ်ဆိုကိုလည်းပင်ပန်းတယ်အကုသိုလ်လည်းကုသိုလ်လည်းမရဘူးအမိုက်ပြစ်တဲ့သူကိုမကြည့်ရဘူးအမိုက်ကောက်တဲ့ကိုယ်စိတ်ထားအရေးကြီးတယ်အဲ့လိုပဲစိတ်ညစ်အောင်လုပ်တဲ့လူကိုမကြည့်ရဘူးစိတ်ညစ်အောင်လုပ်တဲ့လူကိုမကြည့်အောင်ကိုယ်စိတ်ထားလေးကအဓိကကိုယ်စိတ်လေးကိုမြင်အောင်ကြည့်လောကမှာရှိတဲ့လူတွေကိုစိတ်ညစ်အောင်လုပ်စေရအများကြီးပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကညစ်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်ကပူပွန်ရမှာပဲပတ်ဝန်းကျင်နဲ့နေလို့ရှိရင်စိတ်တော့ကဖြစ်ရမှာပဲစိတ်တွေမတန်ရှင်းအောင်ခဏခဏစိတ်ဒုက္ခတွေဖြစ်နေမှာပဲပတ်ဝန်းကျင်နဲ့နေတာ哦တခါကပတ်ဝန်းကျင်နဲ့နေတာမပြောနဲ့ကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုတဲ့လို့လားကိုတယောက်တည်းနေတာတော့မှကိုစိတ်နဲ့ကိုမတဲ့တာအများကြီးအဲ့တော့တခါကလူတွေရဲ့သဘောကစိတ်တွေကိုညစ်အောင်လုပ်တာပတ်ဝန်းကျင်ကညစ်အောင်လုပ်တယ်သူများကကိုယ်ကိုအဲ့လိုစိတ်ညစ်အောင်လုပ်တယ်လို့ထင်တာအမှန်တော့ပတ်ဝန်းကျင်တို့သူများတို့ကကိုယ်စိတ်မချမ်းသာအောင်လုပ်တာမဟုတ်စိတ်ညစ်အောင်လုပ်တာမဟုတ်ကိုယ့်ဟာသာကိုယ်စိတ်နဲ့ကိုယ်ညစ်နေတာအများနဲ့တဲဖို့နေနေတာတခါကတယောက်တည်းတော့မှအစင်မပြေဘူးကိုတယောက်တည်းအစင်မပြေကိုတယောက်တည်းရံဖြစ်ကိုတယောက်တည်းစိတ်ညစ်နေတာလည်းအများကြီးရှိတယ်ဒါတော့စိတ်ကိုညစ်အောင်လုပ်တာသူများကညစ်အောင်လုပ်တာမဟုတ်ဘူးကိုယ်စိတ်ကကိုယ်ကိုညစ်အောင်လုပ်နေတာကိုယ်စိတ်မှာညစ်စရာအာယုန်တွေကိုလက်ခံထားရင်သူကညစ်သွားတာပဲခုနဘုရားမြတ်စွာဘုရားမိန့်တော်မူတဲ့အတိုင်းပဲလောဘတွေကစိတ်ကိုညစ်စေတာဒေါသတွေကစိတ်ကိုညစ်စေတာမောဟမာနတွေကစိတ်ကိုညစ်စေတာလောဘကြီးတဲ့စိတ်ကညှဉ်းနှွမ်းတဲ့စိတ်ပဲဒေါသကြီးတဲ့စိတ်ဟာညှဉ်းနှွမ်းတဲ့စိတ်ပဲမောဟမာနကြီးတဲ့စိတ်ဟာညှဉ်းနှွမ်းတဲ့စိတ်ပဲဆိုတော့အဲ့ဒီစိတ်တွေရှိနေလို့ရှိရင်စိတ်ချမ်းသာအောင်နေလို့မရတော့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်အဲ့ဒီစိတ်တွေပုထုဇဉ်တဘာဝလောဘဒေါသမောဟစတဲ့စိတ်ကိုညှစ်အောင်လုပ်စေနိုင်တဲ့ကိလေသာတွေတော့ရှိမှာပဲဒါပေမဲ့အဲ့ဒါတွေအချာကြီးလက်မခံနိုင်အောင်တတိလေးနဲ့ထိန်းရလောဘဖြစ်เสียအာယုံတွေ့လို့လောဘဖြစ်သွားတယ်အချာကြီးမထားနဲ့မြန်ထုတ်ပလိုက်ဒေါသဖြစ်เสียအာယုံတွေ့လို့ဒေါသထွက်သွားတယ်အချာကြီးမထွက်နဲ့အဲ့ဒီဒေါသစိတ်ကလေးမြန်သိအောင်လုပ်လိုက်မောဟမာနဖြစ်เสียအာယုံရှိလို့မောဟမာနတွေဖြစ်သွားတယ်အကြာကြီးခေါင်းထဲမှာထဲမထားနဲ့မြန်သိအောင်လုပ်ပြီးတော့မြန်ထုတ်ပလိုက်ခေါင်းထဲမှာအဲ့ဓာတွေရှိနေတယ်ဆိုတာတကယ်တမ်းကျတော့အဲ့ဒီစိတ်ကိုမသိလို့ရှိနေတာလောဘတွေအကြာကြီးရှိနေတယ်အဲ့ဒါကိုမသိလို့ရှိနေတာဒေါသတွေအကြာကြီးထွက်နေတယ်အဲ့ဒါကိုမသိလို့ထွက်နေတာမောဟမာနတွေအကြာကြီးဖြစ်နေတယ်အဲ့ဒီဟာတွေဖြစ်နေတာကိုမသိလို့ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတတိလေးကတ်ထားတဲ့စိတ်ဟာအပြစ်ကင်းတဲ့စိတ်ပဲငြိမ်းချမ်းတဲ့စိတ်ပဲလို့မိန့်တော်မူတယ်ဆိုတော့လောဘဒေါသမောဟတွေရှိနေတာကိုမသိတဲ့အတွက်စိတ်တွေညစ်ပြီးတော့စိတ်မချမ်းသာဖြစ်နေတဲ့တတ္တဝါတွေဟာတတိလေးကတ်လိုက်တာနဲ့အဲ့ဒီလောဘဒေါသမောဟတွေကကွာသွားတာမရှိတော့လောဘဒေါသမရှိရင်စိတ်ကချမ်းသာသွားတာရောက်မလို့မြတ်စွာဘုရားပေးတော်မူတဲ့ဘဝနေနည်း၃မျိုးမှာအပြစ်ကင်းအောင်နေဖို့ရဲ့အကျိုးရှိအောင်နေဖို့ရဲ့စိတ်ချမ်းသာအောင်နေဖို့ရဲ့အပြစ်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်မဖြစ်အောင်အရင်ကြိုးစားအကျိုးရှိအောင်နေဖို့ဆိုရင်ရသမျှကုသိုလ်လေးစွမ်းနိုင်သမျှလုပ်ပါစိတ်ချမ်းသာအောင်နေဖို့ဆိုရင်စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့အကုသိုလ်တွေကိလေသာတွေကိုယ့်ရဲ့စိတ်ထဲမှာအကြာကြီးမရှိအောင်ရှိတော့ရှိမှာပုထုဇဉ်တဘာဝရှိရင်လည်းအဲ့ဓာတွေကိုအကြာကြီးကိုယ်စိတ်ထဲမှာမရှိနိုင်အောင်တတိလေးနဲ့ကြိုက်မြန်ထုတ်ပလိုက်လောဘကတော့ရှိတာပေါ့ပုထုဇဉ်ဒေါသကတော့ရှိတာပေါ့ပုထုဇဉ်ပဲမောဟမာနတွေရှိတာပေါ့ပုထုဇဉ်တွေပဲလေပုထုဇဉ်ရဲ့အဓိပ္ပာယ်ကပုထုကိလေသေဇနေတိတိပုထုဇနောကိလေသာတွေအများကြီးဖြစ်နေတတ်တဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်တာကိလေသာအများကြီးရှိနေတဲ့အတွက်ကြောင့်ပုထုဇဉ်လို့ခေါ်တာနေတိုင်းကိလေသာတိုးနေအရိယာကြတော့အဲ့ဒါမဟုတ်တော့အရိယာကြကိလေသာကိုရှိကိုမရှိတော့တာဆိုတော့ပုထုဇဉ်နဲ့အရိယာကအဲ့ဒါကွာတာဖြစ်တဲ့ကြောင့်ပုထုဇဉ်တွေဖြစ်နေတဲ့ဘုန်းကြီးတို့သူတော်ကောင်းများဘုန်းကြီးတို့အပါဝင်အားလုံးဟာ
စိတ်ညစ်တာတို့စိတ်မချမ်းသာတော့စိတ်အလိုမကျတာတော့ဖြစ်မှာပဲအဲ့ဒါတွေဖြစ်တာလည်းပဲသူများကြောင့်ဖြစ်တာမဟုတ်ဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်သူများယုံမဲ့ပွဲကိုယုံမဲ့ပွဲဟိုလူယုံမဲ့ပွဲဒီလူယုံမဲ့ပွဲလုံးမနေပါနဲ့အဲ့လိုဖြစ်ရင်ကိုယ့်အသာကိုပြတ်စင်ခြင်းစိတ်ကြက်ကြက်ညစ်လေလေကိုယ်စိတ်ကိုပြန်မြင်အောင်ကြည်နိုင်အောင်ကြိုးစားလေလေစိတ်မချမ်းမသာများများဖြစ်လေလေဟိုလူအပြစ်ပြောဒီလူပြောလုံးမဲ့အစားကိုယ့်ဘာသာကိုမြင်အောင်ကြည့်ဘုန်းကြီးတို့ကတော့စိတ်တအားညစ်လာပြီစိတ်သိမချမ်းမသာဖြစ်လာပြီစိတ်တော့ကတွေဖြစ်လာပြီဆိုရင်ဘုရားရှိခိုးရောက်အောင်သွားလိုက်တာဘုရားရှိခိုးရောက်အောင်သွားတန်တန်မြတ်ဂုဏ်တော်တွေပွားတယ် meditation တရားလေးတွေအားထုတ်လိုက်တယ်အဲ့လိုတော့ကတွေများနေတဲ့အချိန်မှာလူတွေနဲ့သိမတွေ့ပြတော့မယ်ကိုယ့်ဘာသာအခန်းထဲမှာပဲတယောက်တည်းနေပြီးတော့ကိုယ်စိတ်ကလေးကိုပြန်ပြီးတော့မြင်အောင်ကြည့်တတ်တဲ့အလေးကျင့်လေးလုပ်ပြီးအဲ့ဒါလေးလုပ်ပြီးတဲ့အခါကျတော့ तू ကလူတွေမှာကအပြင်အာယုန်တွေရဲ့ပတ်ဝန်းကျင်တွေရဲ့ကြောင့်ကိုယ်စိတ်မှာမောဟတွေဖြစ်နေတာကိုပါပြည့်တယ်ဆိုတော့မသိပေမဲ့တယောက်တည်းနေပြီးတော့အခန်းထဲမှာပက်လက်လေးလန်ပြီးတော့ကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာသိလာတယ်ငါမှားလားမှန်လားငါဘာကြောင့်စိတ်ညစ်တာလဲဆိုတာသိလာကိုယ်စိတ်ကြည့်တဲ့အကြောင်းတရားတွေကိုသိလာတဲ့အခါသိလာရင် तू ကစိတ်ညစ်တာရော့သိလာရင်စိတ်မချမ်းသာတာရော့သိလာရင်မကျေနပ်တာရော့အဲ့ဒါတွေကိုမသိလို့ဖြစ်တာမသိလို့ဖြစ်ဒါကြောင့်မလို့မြတ်စွာဘုရားကအမိုက်ပြစ်တဲ့သူနဲ့အမိုက်ကောက်တဲ့သူမိုက်ပြစ်တဲ့သူကပြစ်မှာပဲအမိုက်ပြစ်တဲ့သူကိုမကြည့်ပါနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာပါပဲဆိုတော့ပြီးတဲ့ပတ်ဝန်းကျင်နဲ့နေတဲ့သူတွေမှာအမိုက်တွေလာပြစ်မှာပဲဟိုလူကလာပြောမယ်ဒီလူကလာပြောမယ်ဟိုလူကလာပြစ်မယ်ဒီလူကလာပြစ်မယ်အဲ့ဒါတွေကိုကလိုက်ပြီးတော့ခံယူပြီးကောက်နေရင်တော့လည်းပဲအကုသိုလ်ဖြစ်တယ်အပြစ်တွေပဲဖြစ်နေမှာအပြစ်တွေပဲဖြစ်ပြီးတော့စိတ်မချမ်းမသာစရာလည်းဖြစ်နေမှာပဲဆိုတော့အမိုက်ပြစ်တဲ့သူကိုမကြည့်ပဲနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ထားလေးအပြင်အမိုက်တွေတွေ့ရင်ဘသူပြစ်တယ်ဆိုတာမကြည့်ပဲနဲ့ကိုကောက်ပြီးတော့အမိုက်ပုံးနဲ့ထည့်ရင်ကိုကုသိုလ်ရတယ်ဆိုတဲ့အတွေးလေးနဲ့ကိုယ့်ကိုသူများကလည်းအပြစ်တွေလာပြီးတော့ဖြစ်မယ်ဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းပဲသူတို့ကိုအပြစ်မမြင်ပဲနဲ့သူတို့ကိုလိုက်မကြည့်ပဲနဲ့ကိုယ်စိတ်လေးကိုမြင်အောင်ကြည့်ကိုယ်စိတ်လေးကိုသိအောင်လုပ်ပြီးလို့ရှိရင်ပြစ်လာတဲ့အမိုက်တွေမကောင်းတဲ့ဟာတွေကိုလက်မခံနဲ့ပေါ်တဲ့အခါပေါ်တော့ပေါ်တာအကြာကြီးမတွေးနဲ့အကြာကြီးမထားနဲ့ဆင်းရဲဆရာတွေကခေါင်းထဲမှာကြာကြာထားလေလေခေါင်းကိုပေါ့သွားစေမှာတော့မဟုတ်ဘူးအဲ့ဒီညစ်ဆရာတွေများများထားလေပို့ပြီးညစ်လေရမလို့ညစ်နေလို့ပြီးမဲ့ကိစ္စမဟုတ်ရင်ချက်ချင်းထုတ်ပလိုက်ပေါ့တခါတခါကျမိမိပြော့ပြော့နေပလိုက်တာဒီဟာတွေခေါင်းထဲမှာမရှိတော့အာယုံတစ်ခုကဆွဲထားလို့သာလဲအဆွဲထားရင်အလွဲအမှားတွေဖြစ်တတ်တယ်ဆွဲထားရင်လွဲတာဘလို့ပြောတယ်ဆိုတဲ့စကားတွေဘလို့ကြားတယ်ဆိုတဲ့အတန်တွေအဲ့ဒါတွေခေါင်းထဲမထည့်ပဲနဲ့ကိုယ်စိတ်ထဲမှာအဲ့ဒါမျိုးတွေရှိလာလို့ရှိရင်စိတ်ကလေးကိုမြင်အောင်ပြန်ကြည့်ပါတတိလေးနဲ့တယောက်တည်းနေနိုင်အောင်ကြိုးစားပြီးတော့တစ်စိတ်ထဲထားနိုင်အောင်ကြိုးစားနိုင်လို့ရှိရင်အဲ့ဒီညစ်နေတဲ့စိတ်တွေကလည်းပဲပျောက်သွားမှာပါပဲလျော့သွားမှာပါပဲเนาะဒါကြောင့်မလို့မြတ်စွာဘုရားရှင်မိန့်တော်မူတဲ့အတိုင်းရေကြောင့်ရှင်ဟာရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့ဆေးမှပြောင်းလာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တဏ္ဍာမှာစိတ်တွေညစ်လာပြီးကိုယ်စိတ်ထဲမှာအညစ်အကြေးတွေရှိလာပြီးဆိုရင်ကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်ပါစိတ်ကိုမြင်မှုဆိုရင်တတိရှိမှစိတ်မြင်မှာပဲတတိမပါရင်စိတ်ကိုမမြင်နိုင်ပါဘူးစိတ်ရဲ့သဘောကလည်းပဲသူကဟိုတခါကဟိုစိတ်ဖြစ်လိုက်ဒီစိတ်ဖြစ်လိုက်လို့ဒီလိုထင်တာစိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်စိတ်ကအမျိုးမျိုးဖြစ်နေတာမဟုတ်စိတ်ကတစ်စိတ်တည်းပဲဒါပေမဲ့အဲ့ဖြစ်တဲ့စိတ်တွေကမြန်အောင်မသိနိုင်လို့ဟာဟိုကလည်းဖြစ်တယ်ဒါလည်းဖြစ်တယ်တခြင်းတန်လည်းနားထောင်တယ်တရားတန်လည်းနားထောင်တယ်အတွေးကလည်းဝင်သေးတယ်အဲ့လိုမျိုးဟာငါစိတ်တွေဒီပြိုင်နဲ့အမျိုးမျိုးဖြစ်နေပါလားလို့ဒီလိုတွေးတာအမှန်ကတော့စိတ်ကအမျိုးမျိုးမဖြစ်ဘူးမြန်တာတခြင်းကိုတွားပြီးနားထောင်လိုက်တဲ့စိတ်ကလေးရဲ့တရားတောင်ကြားလိုက်တဲ့စိတ်ကလေးရဲ့ဟိုတခြားအတွေးတွေဝင်သွားတဲ့စိတ်ကလေးရဲ့စိတ်ကလက်ဖြစ်တက်ထဲမှာဟိုပဲဂရေပေါင်းမြောင်များစွာဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစိတ်ကိုကလည်းထိန်းချုပ်ထားလို့မရစိတ်ကိုသိတယ်ဆိုတာကပြောင်းသွားတဲ့စိတ်အစဉ်လေးကိုသိနေတာကိုစိတ်ကိုသိတယ်လို့ခေါ်တာစိတ်တ ानु ပဒနာမှာတော့ရှေ့စိတ်နဲ့နောက်စိတ်စကုမကူကြားထဲမှာတတိမလို့ပဲသိနေတဲ့သဘောဟိုမှာအတွေးတွေဝင်တယ်အတွေးတွေဝင်တာကိုမသိတော့အတွေးတွေဆက်ဝင်တယ်တွေးနေတာကိုသိလိုက်တာနဲ့ရှေ့ရဲ့အတွေးစိတ်ကမရှိတော့ဘူးသိတဲ့စိတ်ကလေးကရောက်အဲ့ဒီသိတဲ့စိတ်ကလေးကိုနောက်ကစိတ်ကထပ်သိရဆိုရှေ့ရဲ့စိတ်ကမရှိတော့ဘူးနောက်စိတ်လေးကရောက်နောက်စိတ်ကိုလည်းနောက်စိတ်တွေထွက်ပေါ်လာလို့ရှေ့စိတ်တွေပျောက်သွားအဲ့ဒီစကုမတ်ကိုပျောက်သွားတဲ့ဈာကာလာလေးတွေကိုစိတ်က
တိလေးကပ်ပြီးလိုက်ပြီးကြည်နေစိတ်ဓာတ်ဒုပ္ပတနာပဲရောမလို့စိတ်ကြောင့်အငြိအကျေးဖြစ်တဲ့အကုသိုလ်ဖြစ်တဲ့အခါမှာကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်တတိလေးကပ်ပြီးတော့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့သဘောတရားတွေကိုမြင်အောင်တတိနဲ့ကပ်နိုင်လို့ရှိရင်ဖြစ်နေတဲ့သဘောတရားကြပါမသိလို့သူကဆက်ဖြစ်နေတယ်လောဘဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်ဒေါဘရော့သွားဒေါသဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်ဒေါသရော့သွားမယ်မောဟဖြစ်နေတာလေးကိုသိအောင်ကြိုးစားလိုက်မောဟရော့သွားမယ်အော်သိတာကမသိတာတွေကိုအနိုင်ယူသွားတာပဲမသိတာကိုအနိုင်ယူသွားတာပဲဆွဲနေတာကိုသိသွားရင်မဆွဲတော့ဘူးတဲ့လိုချင်တာတွေကိုသိသွားရင်မလိုချင်တော့ဘူးတဲ့မသိတာတွေကိုသိသွားရင်အသိရသွားတယ်တတိတရားအဲ့ဒါပဲအဲ့ဒါပညာနဲ့တတိပေါင်းဆက်ထားတဲ့သဘောပဲဒါကြောင့်မလို့ကိုယ်စိတ်ထဲမှာအငြိအကျေးတွေဖြစ်လို့ရှိရင်စိတ်ညစ်တဲ့အခါမှာဘုသူကြောင့်ဘဝကြောင့်ဆိုရင်သူများကိုအပြစ်တင်မြင်မဲနဲ့ကိုယ်စိတ်အငြိအကျေးဟာစိတ်ကြောင့်ဖြစ်တယ်ဆိုတာသိပြီးလို့ရှိရင်ကိုယ်စိတ်လေးကိုစိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးကိုမြတ်စွာဘုရားကစိတ်နဲ့ဆေးမှပြောင်းမယ်လို့မိန့်တော်မူတဲ့အတိုင်းပဲစိတ်ကြောင့်စိတ်မှာအညစ်အကြေးတွေဖြစ်တဲ့အခါမှာကိုယ်စိတ်လေးကိုတတိလေးကပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေကိုတခြားသူအကြောင်းမရှာဘဲနဲ့ကိုယ်အညစ်အကြေးစိတ်ဓာတ်လေးတွေကိုလောဘစိတ်ဒေါသစိတ်မောဟစိတ်လေးကိုတတိလေးကပ်ပြီးတော့သိအောင်ကြိုးစားလိုက်ရင်တတိဟာစိတ်ကိုတန်ရှင်းအောင်လုပ်ပေးတာပါပဲစိတ်ညစ်တဲ့ဟာတတိမရှိလို့ညစ်တာဖြစ်တဲ့အတွက်တတိရှိရင်အဲ့ဒီစိတ်ညစ်တာလေးတွေကအလိုလိုစိတ်ကြောပြီးသားဖြစ်တဲ့အတွက်ကြောင့်စိတ်ကြောင့်ဖြစ်တဲ့အငြိအကျေးကိုတတိကိုလက်ကင်ထားပြီးစိတ်နဲ့စိတ်မှသာပြောင်းမှဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့တော်ကောင်းများလည်းပဲကိုယ်စိတ်မှာလောဘတွေဖြစ်လို့စိတ်ညစ်တဲ့အခါဒေါသတွေဖြစ်လို့စိတ်ညစ်တဲ့အခါမောဟမာနတွေဖြစ်လို့စိတ်ညစ်တဲ့အခါမှာကိုလူယုံမဲ့ဘွယ်ဒီလူယုံမဲ့ဘွယ်လုံးမနေဘဲနဲ့ကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်လောဘစိတ်ကိုမြင်အောင်ကြည့်ဒေါသစိတ်ကိုမြင်အောင်ကြည့်မောဟမာနစိတ်ကိုမြင်အောင်ကြည့်ပြီးတော့ကိုယ်စိတ်အငြိအကျေးကိုကိုယ့်ရဲ့တတိတရားနဲ့စိတ်ကလေးကိုထားတတ်အောင်ကြိုးစားပြီးတော့တန်ရှင်းအောင်လုပ်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း